Hello guys ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်ရဲ့အကောင့်က3ခုရှိတာတကုန်းကအဲ့လောက်ထိတိတ်မစော့ပြီးကျွန်တော်နောက်တစ်ကောင်လေးရှိဒီကောင်ကmain ကောင်မဟုတ်ဘူးဒီကျွန်တော်ကတိုင်းဆော့တာဗျာဒါ main ကောင်လည်းဟုတ်တယ်ဒါပေမဲ့နောက်တဲ့ main ကောင်လေးလည်းရှိတယ်ဗျာကျွန်တော်ကဘာပြောအဓိက main ပြောမယ့်ဟာဗျာကျွန်တော်blo တစ်ခုဆော့အောင်ဗျာplan faster brain work ပြောမှဆိုဗျာSteer brain work accurate garden plan faster brain work block food 99 in the forest အဲ့ဒါကြီးဆိုရတယ်အမေဒီကကျွန်တော်အဲ့ဒါ every time back 9နိုင်24ရောက်သွားတယ်ပလက်ပတ်ဆက်က9နိုင်ခွဲတီ6နိုင်ခွဲရအဲ့တော့ကြာကျွန်တော်ကဝင်းလို့မရကျွန်တော်အပြင်သွားပါဗျာကိုယ့်ရဲ့ကားထဲတော့အမှုပြင်တယ်โอเคမှတ်လိုက်ဘူးbro ညာပတ်ပြုံးပါဗျာplan ပတ်ဆက်တစ်ခုလေး99ရောအဲ့လိုဒီသိမဆိုတော့99လည်းမတင်ဘူးညာကိုယ့်ရဲ့ကားထဲရေစတီးရဲ့ပင်းရောရေပဲဒီမှာဖြစ်ပါရဲ့အဲ့တော့ဘရိုကျွန်တော်ကိုယ့်ရဲ့ကားထဲအမိတင်မှုပါမယ်ကိုယ့်ရဲ့ကားထဲကြရင်အမိကြည့်ပေးပါအားလုံးပဲဘိုင်ပါကျွန်တော်ဒါလေးအဲ့ဒါလိုက်ပြောပါဘိုင် guys subscribe please bye